ကျွန်တော်တို့တောင်သူလယ်သမားတွေကိုလာသာတို့လမ်းမတော်တို့ကိုယ်စလဲတွေကကျွန်တော်မေးပါတယ်ဥက္ကရာကြီးခင်ဗျာတဲ့ကျွန်တော်တို့မြို့နယ်ထဲမှာလယ်သမားမရှိတော့ကျွန်တော်တို့ကလယ်သမားပါတီကိစ္စကိုကျွန်တော်တို့ဘယ်လိုပြောဆိုဆွဲစီးရုံးရမလဲဆိုတာကျွန်တော်တို့ပြောပေးပါဟာမင်းကွာတော်တော်ညံ့တာပဲအဲ့ဒီမြို့နယ်ကလူတွေထမင်းစားလားမစားလားပဲမေးလိုက်ထမင်းစားတယ်ဆိုရင်တော့တောင်သူလယ်သမားပါတီကိုကျေးဇူးဆက်ကြပါလို့ပဲပြောကြားလိုပါတယ်ခင်ဗျာခင်ဗျားတို့မင်္ဂလာတောင်ညို့ဘယ်ဒီမိုကရေစီပါတီမှစံစဘာစိုက်ပြီးမကျွေးပါဘူးဒီလယ်သမားပါတီကပဲစံစဘာစိုက်ပြီးကျွေးတာဖြစ်ပါနော်ဒါကြောင့်လယ်သမားတွေဟာရှင်တော်ဘွတ်တော်ထဲမှာရုပ်ကံပြီးကမှအနေငံအဖိကံအုပ်ချုပ်ခံတဲ့ဂျားတွေကနေပြီးကမှစဘာစိုက်ကျွေးတင်မယ်ဟုတ်လားမွဲမယ်သိရတဲ့နဲ့ကိုဒီလုပ်ငန်းကိုမစွန့်မဲနဲ့ဟလာရွရွချွန်ချွန်နဲ့ကြိတ်မိတ်ပြီးဒီနေ့ထိစိုက်ပျိုးကျွေးမွေးနေတာဖြစ်တဲ့အတွက်ဒီတစ်ခေါက်တော့မြို့ပေါ်မှာနေတဲ့လူဒန်းစားတွေအားလုံးကသူတို့အကြောင်းကိုသူတို့လွတ်တော်ထဲမှာပြောနိုင်ဖို့သူတို့ဘဝအမှန်ကိုသူတို့လွတ်တော်ထဲမှာဟလာသွားပြီးတော့ဖြေရှင်းနိုင်ဖို့အတွက်ဟလာတလုံးစားဖို့သူကျေးဇူးဆိုတဲ့အတိုင်းသူတို့အားလုံးလွတ်တော်ထဲသွားပြီးကိုပြဿနာကိုဖြေရှင်းနိုင်အောင်ကူညီဆောင်ရွက်ပြီးမဲပေးလိုက်ကြပါလို့ပဲမြစ်တာရက်ခံရပါတယ်ခင်ဗျာကျွန်တော်တို့9နှစ်တာကာလပတ်လုံးကျွန်တော်တို့ပြည်သူတွေအားလုံးစိတ်ဆင်းရဲနေတာ10နှစ်လောက်ရှိပါဟုတ်လား10နှစ်တာဆိုတာ NLD လက်ထက်ကလေးကနေပြီးတော့မှကျွန်တော်တို့စီးပွားရေးတွေလည်းဟုတ်လားကြာရှုံးလာခဲ့အခုတမတော်ဆိုရလက်ထက်မှာကြတော့လေစီးပွားရေးလုပ်ငန်းတွေကအောင်မြင်မှုဘာတစ်ခုမှမရခဲ့ကြဟုတ်လားဟိုဟာပိတ်တာနဲ့ဒီဟာဆိုးတာနဲ့ဟုတ်လားအဖက်ဖက်ကနေပြီးတော့ဂျင်းနဲ့ကြက်တဲ့ရောက်လာခဲ့ကြဒါတွေကိုကျွန်တော်တို့မျိုးနေတောနေလူဒန်းစားအသီးသီးကတင်းကြီးခံပြီးတော့မှဟုတ်လားဘဝကိုဖြတ်တန်းခဲ့အခုဆိုရင်ကျွန်တော်တို့တိုင်းပြည်ဟာကပင်းတင်နေတယ်လို့ဖြစ်တာခွဲမရခွဲတာသမီးနဲ့ခွဲပြီးနေရတဲ့တိုင်းပြည်လိုဖြစ်ဘာဖြစ်လို့လဲလို့ပြောရရင်ကျွန်တော်တို့အညာဒေသတွေဟုတ်လားကျေးလက်ဒေသတွေမှာရှိတဲ့မိသားစုတွေအားလုံးနဲ့မှာဆိုရင်မိဘကတော့နေမှာကြံနေရတယ်သားတွေသမီးတွေအကုန်လုံးကရိုးရီးယားရောက်တဲ့လူနဲ့မလေးရှားရောက်တဲ့လူနဲ့ဟုတ်လားစင်ကာပူရောက်တဲ့လူနဲ့သားခွဲမရခွဲအကုန်လုံးခွဲပြီးမှတွားပြီးစီးပွားရှာကြဒီမှာလောက်ကင်စားလို့အစင်ပြေနေတာမဟုတ်ဘူးဟိုဘက်တိုင်းပြည်ကနေပြီးတော့သားတွေသမီးတွေမိသားစုတွေကဟုတ်လားမျက်နှာငယ်ငယ်နဲ့ဟုတ်လားသူများတိုင်းပြည်မှာအောက်ကျခံပြီးကမှအလုပ်လုပ်ပြီးရလာတဲ့ပတ်စံကိုပို့လို့ဒီဘက်ကလူတွေဝမ်းဝနေကြတာကိုတိုင်းပြည်ထဲမှာကိုလုပ်မယ်ဆိုရင်တော့ဝမ်းဝမှာမဟုတ်ဘူးဒါကြောင့်ဘယ်လိုပဲဖြစ်နေအခုလာမဲ့အစိုးရသိကြရင်အကြသားအစိုးရပေါ်လာပြီဆိုရင်ကျွန်တော်တို့ရဲကောက်ပြောင်းလဲမှုတွေအများကြီးပေါ်လာပါလိမ့်မယ်လို့ကြိုတင်ပြီးပြောထားပါရစေခင်ဗျာ